Hello အားလုံးပဲမင်္ဂလာပါဒီနေ့ခောက်ပံကမှာနာမည်ကြီးနေတဲ့ Border Beach ကိုသွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ဒီလိုက်ခဲ့ပေးပါအောင်ဒီ Border Beach ကကြတော့ဒီတော့နေတဲ့နေရာနဲ့ဆိုင်ကယ်နဲ့သွားမယ်ဆိုလို့ရှိရင်မိနစ်30လောက်သွားရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီဆိုင်ကယ်တစ်ချက်ရက်ပြီးတာနဲ့ဒီလိုလမ်းကို15မိနစ်20လောက်ထပ်ရှာသေးတယ်ပေါ့နော်လမ်းလျှောက်နေတော့လဲမင်းကိုတီပဲလေးတွေ့ကြလို့မင်းကိုတီလေးနည်းနည်းလေးလည်းခူးခဲ့ပါတယ်ပေါ့နော်အရန်ချိုပါတယ်ပြီးလို့ရှိရင်ဒီလိုတောင်တက်ရတာတွေဒီအတွက်အရန်ပျော်ဖို့ကောင်းတယ်ပေါ့နော်အခုတော့ဒီ Border Beach view point ကိုသွားတာပေါ့နော် view point ကိုရောက်ပြီးပဲဖြစ်ပါတယ်ပေါ့နော်ဒီတောင်တန်းရှုခင်းနေရဆိုလို့ရှိရင်လေအရန်ကိုလှပြီးလေငြိမ်သက်တဲ့ feeling လေးကိုပေးတယ်ပေါ့နော်ဒီနေ့တော့ဒီ Border Beach vlog လေးကိုကြည့်ပေးလို့အဆုံးထိကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်နော်ဒီလိုခောက်ပံကနေရာလှလှလေးတွေကိုနောက်ထပ်လည်းမျှဝေပေးတော့မှာမလို့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye ကျေးဇူးများကြီးတင်ပါတယ်